plan ဆွဲတာတူတယ်ဘယ်သူ plan ဆွဲတာရှင်းရှင်းလေးပဲ plan ဆွဲတဲ့အစီအစဉ် ငါပြပြမယ်နော် plan ဆွဲတဲ့အစီအစဉ် အခုကလေအခုပြပြမယ်နော်ဒါကိုထိုင်းလို့ဆိုရင်ခရီးရိုင်လို့ခေါ်တယ်သိလားဒါဖောက်ခင်းမှုအကြီးစားခိုးတဲ့မှုမှာ3ဆင့်ရှိတယ်နေ့ကင်းဘက်ခိုးတာညနေဘက်ခိုးတာညဘက်ခိုးတာတူးနော်ညဘက်ခိုးတဲ့အမှုကအကြီးဆုံးအပြင်မှာဒီတိုင်းရိုးဝင်ခိုးတာမဟုတ်ပဲနဲ့တကားကိုဒီလိုမျိုးခိုးတာဖြစ်ပြီးခိုးတာပို့ပြီးတော့အမှုကြီးတယ်အဲ့ဒါကြိုတင်ပြန်စီမှုသိလား နည်းလေးပြလာနော် သူများလည်းရပါတကားတွေအဲ့ဒါတွေကပြောပြမလို့တော့ဘူးတကားမှာအရာတွေကအကုန်လုံးရှိပြီးသားအဲ့ဒီအတွက်တွေကိုဒါဥပမာကိုပြောပြတာမတို့နဲ့လည်းတော့ငင်းစရာမလိုပြီလားအမှုလိုက်မှာလည်းလိုက်မှာမဟုတ်ဘူးပြောပြတာနော်လူတွေကအမတို့ပါဇက်စကအထက်ကစကားကိုယူကြမှာမဟုတ်ဘူးသူများတက်တဲ့ယူမှာဆိုတာရှိနေတဲ့ပစ္စည်းတွေတက်တဲ့ယူမှာတကားမှာသူခိုးတာဖြစ်သွားတဲ့လွဲရရင်အကုန်လုံးရှိတယ်